ကိုလက်စထရောချစီတောက်နေရတဲ့သူများအတွက်အရေးကြီးတဲ့အချက်လေးတစ်ခုမျှဝေပေးခြင်းပါတယ်ကျွန်တော်ဒေါက်တာကျော်စိုးပါကျွန်တော်ကစီးကျူယောဂသွေးတိုးယောဂနဲ့အခြားသောနာတာရှည်ယောဂတွေကိုပြောင်းပြန်လည်ဖို့သင်ပြလမ်းညွှန်ပေးနေတဲ့ lifestyle physician တူဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ကိုလက်စထရော85ရာခိုင်နှုန်းကစားတဲ့အစားအစာကနေဝင်လာတာမဟုတ်ပဲကျွန်တော်တို့အသေးကနေပဲထုတ်လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့တောက်တဲ့ကိုလက်စထရောချစီကအသေးမှာဒီအဆီတွေကိုလက်စထရောတွေထုတ်လုပ်ခြင်းကိုဟန်တားစေခြင်းအပြင်ကျွန်တော်တို့သွေးတွင်းကိုလက်စထရောကိုလျှော့ချပေးတာဖြစ်ပါတယ်အသေးကတဘာဝအလျောက်ကိုလက်စထရောထုတ်လုပ်ခြင်းကိုကျွန်တော်ညအိပ်ပျော်တဲ့အချိန်မှာအများဆုံးလှုပ်ဆောင်ပါတယ်ဒါကြောင့်ကိုလက်စထရောချစီစေအညွန်းရေးပေးလာပြီဆိုရင်ညအိပ်ရာဝင်အချိန်မှာတောက်ပါဆိုပြီးတော့မှစနစ်တကျရေးပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီကိုလက်စထရောချစီတောက်ပြီးတော့မှကိုလက်စထရောကိုထိမိလျှော့ချခြင်းနဲ့ဆိုရင်ဒီဆေးကိုကျွန်တော်ကညအိပ်ရာဝင်ချိန်လေးမှာတောက်သုံးရမှာဖြစ်ပါတယ်ဒီဆေးတောက်ဖို့ကျွန်တော်ကအစားအထွေထူးမလိုအပ်ပါဘူးเนาะအိပ်ရာဝင်ချိန်လေးမှာတောက်သုံးပြီးတော့ကျွန်တော်တို့အိပ်ဆက်လိုက်မယ်ဆိုရင်အသေးကကိုလက်စထရောအများဆုံးထုတ်လုပ်မဲ့အချိန်မှာဒီဆေးကဟန်တာပေးပြီးတော့သွေးတွင်းကိုလက်စထရောတွေကိုအကောင်းဆုံးလျော့ချသွားစီမှာပဲဖြစ်ပါတယ်အသေးကို PR တွေမပေးဘဲတဘာဝနီးနဲ့ကိုလက်စထရောကိုရှော့ချခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မှာကိုလက်စထရောရှော့ချရေးအစီအစဉ်ဆိုပြီးတော့မှရှိပါတယ်ဒီအစီအစဉ်ကကျွန်တော်တို့လာမယ့် April 21ရက်နေ့ကနေ25ရက်နေ့ထိ9ရက်တိုင်ကျွန်တော်ည9နာရီကနေ10နာရီခွဲအထိ Zoom ကနေတဆင့် internet ရှိတဲ့ဘယ်နေရာကမဆိုတက်ရောက်နိုင်တဲ့ online အစီအစဉ်လေးလှုပ်ဆောင်သွားဖို့ရှိပါတယ်ဒီအစီအစဉ်မှာကျွန်တော်တို့ကကိုလက်စထရောဆိုတာဘာလဲကျွန်တော်တို့ခန္ဓာကိုယ်မှာတကယ်ပဲအသုံးလိုအပ်သလားဒုက္ခပေးတဲ့ဓာတ်သဘောတက်လားဆိုတာကိုကျွန်တော်လေ့လာမယ်ဒီကိုလက်စထရောကပုံမှန်အဖြစ်ဘယ်လောက်ရှိရမှာလဲတဘာဝအတိုင်းကျွန်တော်တို့ကကိုလက်စထရောကိုဆေးဝါးတွေရဲ့အကူအညီမပါဘဲဘယ်လိုလျှော့ချနိုင်မလဲဘယ်လိုစားတောက်ပုံစားတောက်နည်းရကိုလက်စထရောကိုအကောင်းဆုံးအနေထားမှာရှိစေနိုင်သလဲဆိုတာတွေကိုကျွန်တော်တို့ချက်ကြလက်ကြလေ့လာပြီးတော့မှတဘာဝနည်းတိုင်းကိုလက်စထရောလျှော့ချရေးဆိုတဲ့အစီအစဉ်လေးလှုပ်ဆောင်ထားပါတယ်အဲ့တော့ဒီအစီအစဉ်မှာပါဝင်ပြီးတော့မှကိုယ့်ရဲ့ကိုလက်စထရောကိုတဘာဝနီးကြလျှော့ချဖို့စိတ်အားထက်သန်တယ်ဆိုရင်ကျွန်တော်တို့ Messenger မှာဆက်သွယ်ပြီးတော့မှပြောဆိုနိုင်ပါတယ်အားလုံးပဲကိုလက်စထရောလျှော့ချရေးအစီအစဉ်မှာစုံတွေ့ကြပါမယ်ဗျာ